Hello KTS ရဲ့တားကေပါဒီနေ့ဗီဒီယိုထဲမှာကြတော့အသင်းတွေအများစုကဒီနေ့ရာဒီမှာအသင်းတွေအားလုံးမှာအမိကြတွေကြောင်းလေးအများကြီးလုပ်ကြတယ်ဆိုတော့နီးပြတယောက်ရဲ့ကစားနည်းပြောင်းလဲသွားတာ ਨੇ FPL star player တယောက်ရဲ့အမှတ်တွေကလုံးဝပြောင်းလဲသွားနိုင်တယ်ပေါ့နော်ဆိုဒီ Crystal Palace ကနီးပြ Forest ကိုရောက်လာပြီဆိုတော့သူ့ရဲ့ကစားနေကြဒီ3421တို့352တို့ form နဲ့စပြီးတော့အသုံးပြုနေပြီပေါ့နော်ဆိုတော့ FPL မှာနာမည်ကြီးရဲ့ place တုန်းကဆိုလို့ရှိရင်ကြာ Munoz တို့ဘာလို့တရားအမှတ်တွေရခဲ့တယ်ပေါ့နော်သတိထားမိတဲ့သူတွေလည်းသတိထားမိပါဆိုတော့အဲ့လိုမျိုးပဲရခဲ့သလို Forest ရဲ့ wing back တွေဖြစ်တဲ့ဒီ Nico Williams တို့ဘာလို့ဆိုလို့ရှိရင်လည်းဒါတိုက်စစ်တွေကိုပိုလိုက်ခွင့်ရလာပြီးတော့ FPL မှာ point share ရတာမျိုးဖြစ်လာနိုင်တယ်ပေါ့နော်ခံစစ်ကိုတော်တော်တောင်းတောင်းတင်းတင်းကိုကစားတတ်တဲ့နီးပြဖြစ်တဲ့အတွက်ကြောင့် depth ပုံရဖို့ကလည်းအရင်အလားလာကောင်းတယ်ပေါ့နော်ဘယ်လိုပြောမလဲဟို center back ကစားတဲ့ဒီမြူရီလာလားမြူရီလူတို့ဒီအစ်ရောက်လာတဲ့ဒီယိုမာဒီတို့ဒါသူတို့တွေကလည်းဒီ clean sheet တွေရနိုင်နေပေါ့နော်ဒီ clean sheet ဒီ depth ခွန်တွေရလာနိုင်တယ်ပေါ့နော်ဆိုတဲ့အတွက်ကြောင့်ဒီလိုပွဲစဉ်အခြေအနေပေါ်မူတည်ပြီးတော့လဲ Forest ကကစားသမားတွေကိုထည့်တင်တယ်ပေါ့နော်ဒီမှာ game week 5ဖြစ်တဲ့အတွက်ကြောင့်ဘသူကစားသမားတွေကဘယ်သူတွေကဘယ်လိုဖြစ်မလဲဆိုတာလေဘာမှပြောလို့မရဘူးဒီလားအဓိကတီးထားတင်တာတော့ပွဲစဉ်မှာပါနိုင်ခြေရှိတဲ့ကစားသမားတွေကိုအရင်ဆုံးထည့်တာတော့အကောင်းဆုံးပဲကွာဥပမာဟာလန်တို့ဘာလို့ထည့်ထားသလိုပဲပေါ့နော်โอเคဒါတွေကိုတစ်စင်ချင်းအသင်းတွေကိုကြောပြောက်တော့ဖြစ်ကုန်ပါဆိုတော့เนาะဆက်သွားလိုက်မယ်နဲ့ပြောမယ်အတိုင်းပဲဒီမှာနောက်ထပ်သတင်းမှာဆိုလို့ရှိရင်တော့ဒီ blue ပေါ့เนาะ Chelsea အသင်းကိုပြောကြမယ်ပေါ့เนาะ Chelsea အသင်းကိုတွားကြည့်လို့ရှိရင်လည်း Chelsea အသင်းမှာဟို Chelsea အသင်းကလည်းဟိုအလွန်ဆိုရဲ့နီးပြရဲ့တွေကတွေ့ကြောင်းကစားသမားတွေရဲ့ကစားခွင့်တွေကလည်းပို့ပြီးတော့လွတ်လွတ်လပ်လပ်ကစားလာနိုင်တယ်เนาะလိုပါမာတို့ပါတို့တော့မထည့်ထားသေးဘူးပေါ့နော်ဒါပေမဲ့ပါမာတို့ဒီနော်ရောဂျာရောက်လာတယ်ရောဂျာတို့နော်ကျွန်တော်ပါရိုတို့ကလည်းအရင်ဒီလိုမျိုး mix ဆိုရင် mix မှာပဲနေဖြစ်နေတော့ဘယ်နဲ့ပို့ပြီးတော့သူတို့တွေကနော်ဟို chance တွေကိုပို့ပေးနိုင်တဲ့ chance တွေလည်းပို့ပြီးတော့များလာနိုင်တယ်ပေါ့နော်ဒီပါရိုရဲ့ position အသစ်ရဲ့ပါမာရဲ့ဒီ dominant ဖြစ်တဲ့ကစားပုံများကိုဒီနေ့ Chelsea ရဲ့တိုက်စစ်တွေကလည်းเนาะဒီတိုက်စစ် position တွေကလည်း FPL မှာမဖြစ်မနေထည့်ရမယ်ကစားသမားတွေဖြစ်လာနိုင်တယ်ပေါ့เนาะအဲ့ဒါကိုလည်းတစ်ချက်စောင့်ကြည့်တင်ပါတယ်ပေါ့เนาะဒါကတော့ Blues Chelsea နဲ့ပတ်သက်ပြီးတော့ပေါ့เนาะပြောတာပါပြီးရင်တော့နောက်ထပ်ကတော့ဒီ Man City ပေါ့เนาะ Man City မှာတော့ပုံမှန်လာပြီးတော့ကိုတွေအတွက်လည်းလာရမှန်းကပိုလွယ်ကူလာမယ်ပေါ့နော်ဆိုတော့အဲ့ဒါကလည်းကောင်းပါတယ်ဒါပေမဲ့လည်းဒီလို mid မှာဆိုလို့ရှိရင်ထားတဲ့ဒီစီမီညိုတို့ကဒီဘယ်လိုပြောမလဲချစ်တန်းဆိုတော့အဲ့ဒါကိုလည်းတစ်ချက်တော့เนาะချစ်တန်းနဲ့တန်တဲ့အမှတ်ကိုရမလားဆိုတာကိုလည်းတစ်ချက်စောင့်ကြည့်တင်တယ်ပြီးရင်တော့ဘလို့ပဲဘသူတွေပဲပြောင်းလဲဒီဟာလန်ကတော့ main character main FPL main အနေနဲ့ရှိနေတော့မယ်ပြီးရင် captain အနေနဲ့လည်းသူ့ကိုပေးထားကြတော့မယ်เนาะဒီအောင်တို့ကတော့အခုလောလောဆယ်တော့ဟာလန်ကိုထိထားတယ်ကပတိန်လည်းဟာလန်ကိုပဲပေးမယ်ပေါ့နော်ဒါပေမဲ့အလဲမှာစီမီညိုအစားအန်ဒါဆန်ကိုမျက်လုံးကျပြီးအန်ဒါဆန်ကိုထည့်ထားတယ်ပေါ့နော်စောင့်ကြည့်ရမှာပေါ့နော်ပွဲထုတ်မလားပွဲမထုတ်ဘူးလားဝင်ပါပြီးတော့ပဲမှတ်ယူရမလားဟုတ်လဲနည်းနည်းရင်ခုန်ကျင်တယ်ကွယ်ဆိုတော့အန်ဒါဆန်တော့အခုတော့ထည့်ထားတယ်ဒီမစ်ထိုင်ယာစီမီညိုတို့ဒေါကူတို့ကတော့ချစ်တန်းနဲ့တန်နဲ့ဒီเนาะ point တွေရမလားဒီ position play ဒီပြတဲ့ရဲ့ position ရှင်တဲ့ play မှာ point တွေရမရဆိုတာကိုလည်းစောင့်ကြည့်တင်တယ်အဲ့အတွက်ကြောင့်ဒီစီမီညိုဝယ်ထားတဲ့သူတွေကတော့ဘယ်လိုပြောရမလဲတခြားဘယ် mid ကိုအစားထိုးမလဲဆိုတာကိုလည်းကြိုတင်ပြီးတော့ကြည့်ထားတဲ့တယ်ပေါ့နော်ဒုခုတို့စီမီညိုတို့ကြိုက်ပြီးတော့ဝယ်ထားတဲ့သူတွေဆိုရင်လေအဲ့တော့8တန်းဆိုတဲ့ပမာဏဟာမနည်းဘူးပေါ့နော်တော်တော်များတယ်နော်ဒီလိုအဲ့လို midfielder တွေအတွက်ကိုလည်း FA ရဲ့ budget ရစားထိုးစရာတွေရှိနေအောင်လဲကြိုတင်တွက်ဆပြီးတော့လဲချထားစီခြင်းတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ဒီအလဲမှာပဲပြောရမယ်ဆိုလို့ရှိရင်တော့ Bournemouth တို့ Palace တို့ Spa တို့ဟိုပြောမယ်ဆိုလို့ရှိရင်တော့ Bournemouth မှာတော့နီးပြတစ်ကရောက်လာပြီးအဲ့လို high press အချိန်ပြတ်သွားမလားတည်ငြင်းနေမလားကိုစောင့်ကြည့်ရမယ်ပေါ့နော်စပါနီးပြအသစ်နဲ့လီဗာပူးနီးပြအသစ်တွေရဲ့အခုပြောင်းနေမှာလဲသတိထားပြီးတော့အဲ့လိုမျိုး feature တွေလွယ်ကူတယ်ဆိုလို့ရှိရင်လဲ
စောင့်ပြီးတော့ access တွေကိုအပြောင်းလဲလေးတွေလုပ်တင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အကုန်လုံးစောင့်ကြည့်တင်တာဒီကစားသမားဘယ်သူတွေဘာတွေပဲဘလို့ worldwide เนาะ FPL podcaster တွေပဲပြောတယ်အကုန်လုံးကတခါတည်းတော့မပြောနိုင်ဘူးလေသူတို့တွေလည်းပြောင်းမှာပဲသိရမလားဆိုတော့သူတို့တခုပြောတာနဲ့ဒါယူပဲတေတော့မမှတ်ထားစေချင်ဘူးအဲ့လိုမျိုးကိုကလည်းလိုက်ကြည့်နေပြီးတော့အဓိကတော့ FPL မှာတော့ကစားတာလေးတွေကိုကြည့်နိုင်ကောင်းတယ်အသင်းကိုထက်လေဒီကိုလူတွေကိုထည့်ထားတဲ့သင်းတွေကိုထည့်ထားတဲ့ကစားသမားတွေရဲ့နေရာမှာကစားတဲ့သူတွေကိုလည်းလိုက်ကြည့်ပြီးတော့ငါကစားသမားတကယ်ရောကောင်းရဲ့လားသူ့နေရာမှာစော့နေသူ့လိုမျိုး role မှာဘယ်သူတွေကောင်းလဲဆိုတာကိုလည်းကြည့်ပြီးတော့လည်းအဲ့လိုပြောင်းလဲလေးလုပ်တင်တယ်ပေါ့နော်ဘရိုလည်းဝင်ပြီးတော့ဆွေးနွေးပေးကြပါအောင်ပေါ့နော်ဒီနောက်ဆုံးကစားသမားတွေကတော့အပြောင်းလဲလုပ်အောင်မယ်ဒါကတော့လုံးဝပဲအတီပဲတော့မဟုတ်နေသေးဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စိတ်တိုင်းတော့မကြနေဘူးအဲ့ဒါအမြဲတမ်းပဲဖြစ်တယ်စိတ်တိုင်းမပြနေဘူးတခြားချို့လူတွေပြောတာကိုနားထောင်မိလိုက်လို့ရှင်လဲငါလည်းဒီလိုမျိုးစဉ်းစားမိတာလေဆိုတာမျိုးလည်းဖြစ်တယ်ဆိုတော့လေနော်โอเคဗျာဆိုတော့ဒီနီးပြတစ်တွေထဲမှာ FPL ကစားသမားတွေကိုအကျိုးမြတ်အများဆုံးပေးနိုင်မယ်နီးပြဘယ်သူဖြစ်မလဲလို့ထင်လဲပေါ့နော်ပြီးရင်မိတ်ဆွေတို့တငယ်ချင်းတို့ဘရိုတို့ရဲ့ဒီ Game Week 1 Drag မှာနီကိုဝီလီယံထည့်ထားပြီးပြီလားဟိုလေဝင်အောင်ဆွေးနွေးပေးကြပါအောင်ကျွန်တော်ကတော့ထည့်ထားပါပြီအားလုံးပဲ good luck ပါ